ဘားထီဆိုတော့ပွဲထဲမှာပါဒီကညီကြီးမထားဘဲနဲ့ပိုက်ဖောင်းဘောင်းဘက်တစ်လုံးလွဲတာနဲ့အဲ့ဂိုးတိုင်းတစ်ချောင်းပြေးမှာကွာသုံးလုံးလွှဲရင်သုံးកောက်ပြေးတစ်လုံးကမလွယ်ဘူးပိုက်ဖောင်းဂိုးထဲဝင်နေဆိုရင်မပြေးတော့တစ်လုံးပဲဘားကြုံ